ဒီ every tower ဆိုလေးဆော့ဖတ်ပါဒီပါလေသူကပြုတ်ကြလို့ရှင်ဒေါ်ရထမယ်လို့ထင်ပါတယ်အဲဆော့ကြည့်မယ်နော်ကိုဒေါ်ရထအောင်ပါလားဖရမထတာပေါ့နော်တိခိုင်ကြည့်ပြီးတာနော်ဒါလည်းတော်လေးအဲ့လိုဆိုအောက်မှာအဲ့လိုအခန်းလေးရှိပါလေဒီနားလေးကိုပြားမှာဟိုးအောက်ကြီးရောက်မှာနော်ဒီရလာပြီဒီဝဲခေါ်လို့နော်ကဲခုတော့ဒီရောက်လာပါပြီပြုတ်ကြမှာလည်းကြောက်လို့နော်နောက်ရအောင်ပြန်ကြပြီပါမယ်ဒီနောက်ဆုံးတော့ရောက်ခဲ့ပါပြီနောက်လေးကိုဒီစီအောင်ထိလို့မရဘူးနော်ကြားလိုက်ပါမယ်ရပါပြီဟောဒီအလေးကိုထိသေးတယ်ဟုတ်ပါဘူးတွေးရောတောင်းမှမှာပေါ့နော်ခုနဒီအကြောင်းလေးခုံနေနေရမှာပေါ့နော်အပေါ်ရောက်တော့ပြန်ပြုတ်ကြပါအဲ့အကြောင်းလေးထိပြီးပြန်သေးသွားပါနော်အဲ့အောင်မှပြန်ပြီးပြပေးပါမယ်အခုတော့မနေဆော့ရပြန်သွားပြီနော်ဆိုတော့အဲ့ဒီဟိုတေးသေးလေးခုံနေနေမှာပြန်ပြီးပေါ့ပြုတ်ကြပါသေးတယ်နော်ခုအောင်ဆုံးနေမဟုတ်ပါဘူးနည်းနည်းပေါ့ဗါလေဟုတ်ပါအဲ့ဒီမြင်းရောင်းလေးခုံနေနေရနေမှာဟောနော်အဲ့ဒီတေးသေးလေးခုံနေရတယ်ဟောဒီကနေတော့ရောက်ပါပြီဒီတော့ပြီနားလေးပါကဲဦးလည်းပြန်ကြောက်သွားပြီပေါ့နော်ဒါမဲ့တိခါပါရဲ့101နဲ့တော့ဒေါ်ရတော့မထွက်မိပါဘူးအဲအောင်မပြန်ပြပေးပါမယ်ကဲအခုလုံးဝပြင်ခံနိုင်လို့ပေါ့နော်နည်းနည်းတော့ဒေါ်ရနေပါလေအဲဒါကြောင့်တော့ကြောင်နေနဲ့ပြီးသွားပါတယ်အားလုံးမတက်တာဘိုင်းမိုင်း see you tomorrow နောက်နေ့မှတွေ့ရမယ် bye bye my name is New Animo I'm a legend Thanos